ဟိုတော့ကလည်းအတိတ်ဒီတပေါင်းဒီရှိကြဘယ်လိုပေါ်တယ်လဲတဲ့တို့တိုင်းပြည်ကြီးမှာသာသနာပြုတဲ့စัจ जा မင်းလေးရောက်လိမ့်မယ်ဟေ့အဲ့ဒီလိုရှေ့ကအတိတ်ရှေ့ကတော့ပညာကထွက်ထားတာဟုတ်တို့တိုင်းပြည်မှာဟေ့သာသနာပြုမင်းစัจ जा မင်းလာလိမ့်မယ်စัจ जा မင်းဟာသာသနာပြုမဲ့ပုဂ္ဂိုလ်အဲ့သူ့နောက်ကဘိုးဘိုးအောင်လည်းပါမယ်တဲ့ဟောရှေ့ကပညာထွက်တာနော်သူ့နောက်ကဘိုးဘိုးအောင်လည်းပါမယ်တဲ့သံခမောက်ဆောင်း၄ဦးလည်း၄ယောက်လည်းပါလိမ့်မယ်အဲ့ဒီပုဂ္ဂိုလ်ဟာပြည့်ရှင်ပြူတော်စီးပြီးတော့ဟေးတဲ့ရှေ့ကပိဋကသုံးပုံကြီးကိုတင်ဥခင်းတင်ပြီးတော့ဘိုးဘိုးအောင်လည်းပါလာမယ်ပိဋကသုံးပုံဆင်ဥခင်းကိုတင်ပြီးတော့စัจ जा မင်းဆင်းစည်းပြီးသာသနာကြီးလာပြုလိမ့်မယ်အဲ့သူ့နောက်ကဝိဇ္ဇာကြီး၄ဦးပါလိမ့်မယ်သံခမောက်ဆောင်၄ယောက်ဝိဇ္ဇာကြီး၄ဦးတဲ့အဲ့တော့ဒီဝိဇ္ဇာကြီး၄ဦးပါလာမှာတဲ့သာသနာပြုမင်းစัจ जा မင်းလေးရောက်မှာအဲ့ဒီတော့မှနောက်ကဝိဇ္ဇာကြီး၄ဦးကလည်းရွှေဖြစ်ငွေဖြစ်တဲ့ဝိဇ္ဇာကြီးတွေကိုရွှေဖြစ်ငွေဖြစ်တဲ့ဝိဇ္ဇာကြီး၄ဦးဟာပါလာလိမ့်မယ်ဟေးတဲ့အဲ့ဒီကြတော့မှသာသနာပြုမင်းစัจ जा မင်းလေးရောက်တဲ့အချိန်ခါကြတော့တိုင်းပြည်ကြီးအေးချမ်းသာယာရှိမယ်ရွှေလည်းမရှားငွေလည်းမရှားပေါ်လီဆန်းစပါသေးသူကိုရှင်သူကတလိမ့်မယ်ဟောရှေ့ကပညာထွက်ဟောအခုနောက်ပိတ်ဆုံးရှေ့ကပညာကထွက်ပါတယ်နောက်ကပရမတ်သစ္စာလိုက်ပါတယ်အခုတချို့တော့လည်းအားကိုးကြတာပေါ့လေစัจ जा မင်းလေးလာမယ်ဘယ်စัจ जा များလာမယ်ထင်ကြတော့တချို့ကတော့အခုတည်းဒီသာသနာပြုမင်းလေးပညာစัจ जा ကိုမျှော်နေကြတယ်ပညာဘိုးဘိုးအောင်ကိုမျှော်နေကြတယ်ပညာသက္ကမောက်ဆောင်ဝိဇ္ဇာကြီးတွေကိုမျှော်နေကြတယ်အခုနောက်ပိတ်ဆုံးသာသနာ9000ထားပြစ်ခဲ့တဲ့အနက်က2500ကုန်သွားလို့အခု2500တဲ့ဝင်လာပြီဘယ်နဲ့ဝင်မှန်းတော့လည်းမသိဘူးပါဘူးအဲ့ဝင်လာတော့မြတ်စွာဘုရားသာသနာတပတ်ပြန်လှည့်အဲ့တော့တပတ်ပြန်လှည့်လာတော့ဟိုရှေ့တုန်းကအတိတ်က40လောက်ကဓမ္မစကြာအသင်းကြီးပေါ်ကြအခုနောက်ပိတ်ဆုံးသာသနာတပတ်ပြန်လှည့်လာတဲ့အချိန်ခါကျမြတ်စွာဘုရားဝိမု ക്തി ခေတ်တဲ့လူကြီးတွေသူကြီးတွေပြောကြဝိမု ക്തി ခေတ်ဆိုတော့သာသနာတပတ်ပြန်လှည့်လာတော့ဟောအခုကျင့်ညာအထုတ်တဲ့ယောဂီတွေများလာအဲ့တော့ကျင့်ညာအထုတ်တဲ့ယောဂီတွေများလာတော့ဟိုအတိတ်ကသေးသူရှင်သူတလိမ့်မယ်ရွှေမရှာငွေမရှာပေါ်လီဆန်းစပါဆေးရုံမီးလုံးဖြီကိုရေချိုးတဲ့ရှေ့ကပညာတိကထွက်တယ်အဲ့တော့ရှေ့ကပညာကထွက်တော့နောက်ကပရမတ်သစ္စာလိုက်ပညာစัจ जा မင်းတော့လာမှာမဟုတ်ဘူးတရားဓမ္မများအခုတော့ပညာစัจ जा ကိုအားကိုးနေတဲ့ပုံကိုယ်တွေကလည်းအများကြီးရှိလောကကြီးမှာဘိုးဘိုးအောင်ကိုအားကိုးနေတဲ့ပုံကိုယ်တွေလည်းအများကြီးရှိစัจ जा မင်းလေးမျောတဲ့ပုံကိုယ်လည်းအများကြီးရှိသံခမောက်ဆောင်၄ယောက်လာပြီးတော့သာသနာကြီးပြုမယ်ဆိုတာလဲအဲ့ဒါမျောနေတဲ့ပုံကိုယ်လည်းအများကြီးရှိဘယ်စัจ जा လာလို့လဲလာမှမသိဘိုးဘိုးအောင်လာလို့လဲလာမှမသိသံခမောက်ဆောင်၄ယောက်ကိုလည်းရောက်မှမသိအဲ့ဒီသံခမောက်ဆောင်၄ယောက်ဆိုတာဘယ်လိုပုံကိုယ်မျိုးများထင်ကြလဲပညာကတော့ဘိုးဘိုးအောင်ရဲ့စัจ जा မင်းရဲ့ဝိဇ္ဇာကြီး၄ဦးရဲ့လို့ရှေ့ကတော့ပညာကထွက်သွားပြီရှေ့ပြင်းနမိတ်ကြီးသွားကုန်အခုနောက်ပိတ်ဆုံးသာသနာမှာအခုစัจ जा မင်းရောက်လို့လည်းရောက်မှမသိဘိုးဘိုးအောင်ရောက်လို့လည်းရောက်မှမသိဝိဇ္ဇာကြီး၄ဦးပါလာတာလည်းပါမှမသိကြဘာကြောင့်လဲတဲ့ရှေ့ကပညာထွက်တယ်နောက်ကပရမတ်သစ္စာလိုက်အဲ့တော့မှဒီသံခမောက်ဆောင်၄ယောက်ပါလာလို့ဝိဇ္ဇာကြီး၄ဦးရောက်လာမှရွှေလည်းမရှားတဲ့ငွေလည်းမရှားပေါ်လိဆန်းစပါသေးသူကိုရှင်သူကတလိမ့်မယ်
ရှေ့ကပြညာအတွက်သေသူရှင်သူတမယ်ဆိုတာအခုတရားဓမ္မများအခုကျင့်ညာအထုတ်တဲ့ပုဂ္ဂိုလ်တွေဟာဖြင့်ဘယ်လိုပုဂ္ဂိုလ်များထင်ကြလဲစัจ जा မင်းနေပဲဘယ်စัจ जा များပညာစัจ जा ကတော့လာမယ်မဟုတ်ဘူးအခုပရမတ်နယ်ကသစ္စာဒုက္ခသစ္စာရဲ့သမုဒယသစ္စာရဲ့မေဃသစ္စာရဲ့နိရောဓသစ္စာရဲ့အဲ့ဒီအောင်ဒီသစ္စာလေးပါတရားတော်များကြည့်ရတဲ့ပုဂ္ဂိုလ်မှသာလေဓမ္မအောင်နဲ့ဓမ္မအောင်မှဘိုးအောင်ဆိုတာဘယ်ဘိုးလာလို့လဲလာမသိအခုတော့ပုဂ္ဂိုလ်တွေဘိုးအောင်ကြီးမျောနေကြစัจ जा မင်းကြီးမျောတာစัจ जा မင်းအခုတရားကျင့်တဲ့ပုဂ္ဂိုလ်တွေစัจ जा မင်းနေပေါ့ဗျအဲ့ဒါဒါတကားမပြအခုဟာသဘောလေးပေါက်သွားအောင်လို့အကြောင်းခံတာပါဗျာအဲ့ဒီတော့တရားဓမ္မများသီလရဲ့သမာဓိရဲ့ပညာရဲ့ပြည့်စုံပြီဆိုတော့သေသူရှင်သူကတလိမ့်မယ်အဲ့တော့ဝိဇ္ဇာညာနေရလာပြီဆိုရင်အတေယုံနာရဲ့ပြစ္ဆုတ်ပံယုံနာရဲ့အနာဂတ်ယုံနာရဲ့ကာလ၃ပါးကိုထိုးထွင်းပြီးတော့သမာဓိဋ္ဌိညာသမာဓိဋ္ဌိမျက်စိဓမ္မသက္ကုံကြီးပွင့်ပြီးတော့လောက၃ပါးကိုမြင်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီတော့သေသူရှင်သူကတလိမ့်မယ်ဘယ်လိုတမလဲဩငါတို့ဤသမာဓိဋ္ဌိညာသမာဓိဋ္ဌိမျက်စိကိုဓမ္မစက္ကုံကြီးပွင့်လာပြီဆိုတော့ဩငါတို့မိဘတွေရွှေမျိုးတွေညီကိုမောင်နှမတွေသေကုံသောပုဂ္ဂိုလ်တော်ပေါင်းဟာဖြင့်ဩအတိတ်ကာလတုန်းကသာသနာ့ဘကလှုပ်တဲ့လုပ်ငန်းစဉ်လေးတွေနဲ့ဒါနာလေးတွေနဲ့တင်တိမ်သွားကြတယ်လောကီသီလာလေးတွေနဲ့တင်တိမ်သွားကြတယ်လောကီသမထာလေးတွေနဲ့တင်တိမ်သွားကြတယ်သာသနာတော်ကြီးမိပါလေသားနဲ့သာသနာကိုကြောခိုင်သွားတယ်သူတို့သေတော့ဘယ်ကိုသွားတယ်လဲဆိုတော့သမာဓိဋ္ဌိညာသမာဓိဋ္ဌိမျက်စိဓမ္မစက္ကုံကြီးပွင့်ပြီးဆိုဘယ်ပုဂ္ဂိုလ်ဟာဖြင့်ဘယ်ကိုရောက်နေပါလားဘယ်ပုဂ္ဂိုလ်ဟာဖြင့်ဝိမာန်တိကပိတ္တာကြီးဖြစ်ပြီးတော့သမီးဆွဲလို့သမီးကိုစောင့်နေရပါလားဘယ်ပုဂ္ဂိုလ်ဟာဖြင့်ငရဲခံနေရပါလားလို့တွေးပါရောဗျာတွေးတော့သေသူရှင်သူကတအဲ့တော့အခုနောက်ပိတ်ဆုံးသာသနာမှာသမာဓိဋ္ဌိညာသမာဓိဋ္ဌိမျက်စိဓမ္မစက္ကုံကြီးပွင့်လာလို့သစ္စာလေးပါးတရားတော်များကြည်ရတဲ့ပုဂ္ဂိုလ်မှန်သမျှကတော့အတိတ်ကိုလည်းမြင်ကြရလိမ့်မယ်အနာဂတ်ကိုလည်းအာယုံပြုလိုက်ရင်မြင်ကြရလိမ့်မယ်ပြစ္ဆုတ်ပန်းယုံနာကိုလည်းမြင်ကြလိမ့်မယ်ဘာကြောင့်မြင်မလဲတဲ့သမာဓိရှိလို့သမာဓိမရှိတဲ့ပုဂ္ဂိုလ်ဘယ်ကမြင်ရသမာဓိရှိတဲ့ပုဂ္ဂိုလ်မှမြင်ကောင်းတဲ့တရားအဲ့တော့အတိတ်အနာဂတ်ပြစ္ဆုတ်ပံကာလ၃ပါးဆင်ញင်သုံးသပ်လိုက်လို့ရှိရင်ငါတို့ဘိုးဘွားတွေဘေးဘင်းနေမြည်တွေသားတွေကပြင်ပျက်စီးယိုယွင်သွားတဲ့ခန္ဓာ၅ပါးယုံနာတရားပြက်ပြီးတော့သွားတဲ့ပုဂ္ဂိုလ်တွေဟာပြင်သာသနာတော်ကြီးနဲ့မမိပါလေသားနဲ့သာသနာတော်ကြီးကြောခိုင်းသွားတော့ဓမ္မတာလေးတွေနဲ့ဓမ္မတာဒါနလေးနဲ့တင်းတိမ်နဲ့ဓမ္မတာသီလလေးနဲ့တင်းတိမ်နဲ့ဓမ္မတာဘာဝနာလေးနဲ့တင်းတိမ်ပြီးတော့သေဂာနီဆဲဆဲကြပြီးဆိုဒိဋ္ဌိမိစ္ဆာဒိဋ္ဌိတန်ခါကြီးနဲ့အပယ်လေးပါအကုန်လုံးလိမ့်ကြအကုန်ပါလားဆိုတော့အဲ့ဒီလိုမြင်လိုက်တော့သေသူရှင်သူကတတယ်ဆိုတာအခုနောက်ပိတ်ဆုံးသားပါရွှေမရှားငွေမရှားဆိုတာဘယ်လိုပုဂ္ဂိုလ်မှရွှေမရှားငွေမရှားတာလဲအရိယသူတော်ကောင်းကြီးများကတော့ရွှေလည်းမလိုခြင်းငွေလည်းမလိုခြင်းဆံလည်းမလိုခြင်းစာလည်းမလိုခြင်းစီလည်းမလိုခြင်းဘာကြောင့်လဲဒုက္ခသစ္စာအမှန်မြင်လို့သစ္စာလေးပါးတရားတော်များကြည်ရလို့မရှိတာကိုအရှိမထင်တော့ဘူးပယ်သတ်လိုက်ပြီပယ်သတ်လိုက်တော့မှရွှေမလိုခြင်းလို့ရွှေတွေပေါ်နေမယ်ငွေမလိုခြင်းတော့ငွေတွေပေါ်နေမယ်အာဟာရမစားခြင်းတော့အာဟာရတွေပေါ်နေမယ်မဝိခြင်းတော့သင်္ကန်းတွေပေါ်နေမယ်ကျောင်းနေမလို့ခြင်းတော့ကျောင်းနေပေါ်လိမ့်မယ်ရွှေမရှာငွေမရှာပေါ်လေဆန်းစားပါသေသူရှင်သူကတလိမ့်မယ်တဲ့ရှေ့ကပြညာတွေ့အခုနောက်ပိတ်ဆုံးသာသနာမှာဝိဇ္ဇာကြီးလေးဦးပါလာပါပြီဘယ်လိုဝိဇ္ဇာကြီးလေးဦးလဲသောတာပန်ရတဲ့သစ္စာလေးပါဒုက္ခသစ္စာရဲ့သမုဒယသစ္စာရဲ့မေဃသစ္စာရဲ့နိရောဓ